ရခိုင်ပြည်နယ်ဤပုံရိပ်လွှာတမိုင်းစင်တလျှောက်အစင်အလာကြီးမားခဲ့တဲ့အနောက်တကားရတနာမြေလို့တင်စားခေါ်ဝေါ်ကြတဲ့ရခိုင်ပြည်နယ်ဘင်္ဂလားပင်လယ်အော်ရဲ့လှိုင်းတဘိုးဒီနဲ့အတူရှင်တွဲစီးဆင်းနေတဲ့ဒီမီဟာမြန်မာနိုင်ငံရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာခိုင်ညားထဲ့ဝါစွာတည်ရှိနေပါတယ်။ဒညာဝတီဝေတာလီလေးမြို့နဲ့မြောက်ဦးဆိုတဲ့မင်းဆက်လေးခုရဲ့ခိုင်မာတဲ့တမိုင်းအုပ်မြစ်တွေဟာဒီနေ့ခေတ်အထိတိုင်အောင်ရခိုင်လူမျိုးတို့ရဲ့ဂုံယူဝင်ကြွားဖွယ်ရာတင်ကေတတွေဖြစ်နေစေပါအထူးသဖြင့်15ရာစုအာနေ18ရာစုအထိထွန်းကားခဲ့တဲ့မြောက်ဦးခေတ်ဟာဆိုရင်အရှေ့တောင်အာရှရဲ့အထင်ကြီးအမှုပညာနဲ့ယဉ်ကျေးမှုဗဟုချက်မှတစ်ခုဖြစ်ခဲ့ပါတယ်ရခိုင်ပြည်နယ်ဟာမြောက်ဘက်မှာချင်းပြည်နယ်အရှေ့ဘက်မှာမကွေးတိုင်းပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့နဲ့နေနမိတ်ချင်းထိဆက်နေသလိုအနောက်ဘက်မှာတော့ကီလိုမီတာရာနဲ့ချီရှည်လျားနဲ့ကမ်းရိုးတန်းကြီးရှိနေပါတယ်။ရခိုင်ရိုးမတောင်တန်းကြီးကပြည်နယ်တစ်ခုလုံးကိုတဘာဝတတိုင်းကြီးလိုကာရန်ပေးထားပါတယ်။ဒီပြည်နယ်မှာကဘာကျော်ငပလီကမ်းခြေလိုမျိုးဖြူဖွေးတဲ့တဲတောင်ပြင်ဒီကြည်လင်တဲ့ပင်လေရေပြာတွေနဲ့အပန်းဖြေစရာနေရာကောင်းတွေရှိသလိုကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ကျွန်းစုပေါင်းများစွာကလည်းတဘာဝရဲ့လက်ဆောင်မွန်နေပါတယ်။ကလာဒန်မြင့်လီမြူမြင့်နဲ့မေယူမြင့်တို့ဟာရခိုင်ပြည်နယ်ရဲ့သွေးကြောသဖွယ်စီးဆင်းနေပြီးဒေတာကန်တွေရဲ့စိုက်ပျိုးရေးနဲ့တွာလာရေးအတွက်အဓိကအသက်သွေးကြောတွေဖြစ်ပါတယ်။ရခိုင်ပြည်နယ်လို့ပြောလိုက်ရင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုခြံလက်ထားလို့မရပါဘူး။ဒုတိယပကံလို့တင်စားရတဲ့မြောက်ဦးမြို့ဟာကျောက်စစ်လက်ရာတွေရဲ့ပြတိုက်ကြီးတစ်ခုပါပဲရှစ်တောင်းပထိုးတော်ကြီးထွတ်ကန့်တင်ကိုးဆောင်ပထိုးတော်ကြီးစတဲ့ဘုရားပထိုးတော်တွေဟာရခိုင်ဘိတုကာပညာရှင်တွေရဲ့အင်္ဂမန်းကျောက်စစ်အတတ်ပညာကိုတက်ဝေပြနေပါပဲဗုဒ္ဓဘာသာထုံးကားတာအရထစ်တာနဲ့အညီမဟာမြတ်မူနီဘုရားကြီးဟာလည်းရခိုင်လူမျိုးတွေရဲ့အထွတ်မြတ်ထားတာဖြစ်ပါလေရှေးဟောင်းရခိုင်ဒင်းကားဖျားတွေနန်းတော်ရာဟောင်းတွေဟာလည်းရခိုင်တို့ရဲ့ကိုပိုင်အုပ်ချုပ်ရေးနဲ့စီပင်ဝါပြောခဲ့တဲ့အတိတ်ကာလကိုပြန်လည်အမှတ်ရစေပါလေရခိုင်လူမျိုးတွေဟာပွင့်လင်းရိုးသားသည့်အဝိခြေပွန်ကြသူတွေပါရခိုင်ရိုးတာကျင်ပွဲဟာဆိုရင်ယောက်ျားပြီးသားတဲ့ခွန်အားနဲ့အတတ်ပညာကိုဖော်ပြတဲ့အားကစားတစ်ခုဖြစ်ပြီးပွဲတော်တိုင်းမှာမပါမဖြစ်ပါပဲရခိုင်ရိုးတာအကအလှတွေဖြစ်တဲ့စီမီခွက်အကတို့ရခိုင်ရည်ကျေးမှုအကတို့ဟာလည်းမြင်ရသူကိုစွဲမဲ့စရာပါအစားအစာပိုင်းမှာတော့ဆက်ဆက်လီနဲ့အရသာရှိလာတဲ့ရခိုင်မွန်တီဟာမြန်မာတနိုင်ငံလုံးမှာတည်းမကကဘာကပါတည်ကြတဲ့ဒေတာစာတစ်ခုဖြစ်ပါတယ်။ပင်လယ်စာလက်လက်ဆက်ဆက်တဲ့ရခိုင်ငပိချက်နဲ့ငါးကားဟင်းဒီဟာရခိုင်ဒေတာရဲ့ထူးခြားတဲ့ရတာဆုံးတွေပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာစီးပွားရေးအရလည်းအချက်အချာကျတဲ့နေရာမှာရှိပါတယ်။ရေလုံငန်းဟာအထူးကစီးပွားရေးဖြစ်ပြီးစံစပါးစိုက်ပျိုးရေးကလည်းဒုတိယအရေးကြီးဆုံးဖြစ်ပါတယ်။ဒါအပြင်တဘာဝတန်းငွေနဲ့ရေနံထွက်ရှိရာဒေတာထက်တာကြောင့်နိုင်ငံတော်ရဲ့စွမ်းအင်ကဏ္ဍမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ကြောက်ဖြူအထူးစီးပွားရေးဇုံနဲ့ရေနက်စိုက်ကမ်းစီမံကိန်းတွေဟာရခိုင်ပြည်နယ်ကိုဒေတာတွင်းကုန်သွယ်မှုဗဟိုချက်မှတစ်ခုဖြစ်လာဖို့လမ်းစာဖော်ပေးနေပါတယ်။ခရီးသွားလုပ်ငန်းဟာလည်းအလားအလာအလွန်ကောင်းတဲ့ကဏ္ဍတစ်ခုဖြစ်ပြီးစနစ်တကျဖော်ဆောင်နိုင်မယ်ဆိုရင်ဒေတာကန်တွေအတွက်အကျိုးကျေးဇူးများစွာရရှိစေမှာပါ။တမိုင်းကြောင်းရှည်လျားမှုယဉ်ကျေးမှုကြွယ်ဝမှုနဲ့တဘာဝအလှတရားတွေပေါင်းစပ်ထားတဲ့ရခိုင်ပြည်နယ်ဟာစိန်ခေါ်မှုတွေရှိနေပေမဲ့လည်းတန်ဖိုးဖြတ်လို့မရတဲ့ရတနာတစ်ခုလိုတောက်ပနေစေပါရခိုင်ပြည်နယ်ရဲ့ငင်းချမ်းတာယာမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံတော်အတွက်လည်းအားတစ်ခုဖြစ်ပါတယ်လပရဲ့ကမ်းခြေတွေရှီဟောင်ဖျားပထိုးတွေနဲ့စိတ်ဝင်စားစရာရိုးရာဒလေဒီကိုကိုယ်တိုင်ကိုယ်ကျလာရောက်ခံစားကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒီမြေဒီရေဒီလူမျိုးတွေရဲ့အလှတရားဟာတင်တို့ရဲ့ရင်ထဲမှာအမတ်တရားတစ်ခုထိထာဝရကြံရစ်နေမှာအသေးကြပါတယ်ကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်